မင်္ဂလာပါအခု social media မှာအရန်ကိုခစ်စနေလေ AI dance video တွေလေအဲ့ဒါတွေကိုကိုယ်တိုင်စားစရာမလိုပဲလွယ်လွယ်ကူကူနဲ့အရေးကြီးဆုံးမှာတော့အခက်မဲ့ဖန်တီးလို့ရမယ်နီလန်းကိုအသေးစိတ်ရှင်းပြပေးသွားမှာပါတကယ်တော့ဒါကလူတိုင်းအသက်ဖန်တီးနိုင်စွမ်းတွေကို AI ကဘယ်လောက်တောင်လွယ်ကူအောင်လုပ်ပေးနေလဲဆိုတာကိုပြတဲ့နမူနာကောင်းတစ်ခုပဲဗျာလူမှုကွန်ရက်ပေါ်မှာနာမည်ကြီးနေတဲ့ Chikiri လုံးကားကွက်တွေ trend တွေကိုအားလုံးပဲမြင်ဖူးကြမှာပါအခုတော့အဲ့လိုကားကွက်တွေကိုကိုယ်တိုင်မကပဲ AI ရဲ့အကူအညီနဲ့ဘယ်လိုများဖန်တီးလိုက်တာလဲဆိုတာကြည့်လိုက်ရအောင်ပါဟုတ်ပါတယ်ကိုယ်တိုင် trade စမှာ touch ရမလို့ပဲကုတ်ပုံဒါမှမဟုတ်ကိုယ်ဖန်တီးထားတဲ့ AI character တယောက်နဲ့ trend ဖြစ်နေတဲ့ကက်ကွက်တွေကိုဖန်တီးမှာပါမဖြစ်နိုင်ဘူးလို့ထင်တယ်လားလုံးဝမဟုတ်ပါဘူးဒီ AI နဲ့လောက်ချတဲ့ video လေးတွေကိုအရင်ကြည့်လိုက်ပါအောင်တကယ်ကိုမိုက်တော့ကဲဒီလိုအမိုက်စားဗီဒီယိုတွေကို Fenty ပင်းနေတဲ့တူကဘာများထင်မလဲဆိုတာကိုကြည့်လိုက်ကြရအောင်သူ့နာမည်ကတော့ pixfest.ai ပါသူကဘာလုပ်ပေးလဲဆိုတော့ကိုလိုချင်တဲ့ဗီဒီယိုတွေကကားကွက်တွေကိုပုံတပုံဒါမှမဟုတ် character တစ်တကူပေါ်ကိုကူးချပေးတာတနည်းပြောရရင်တော့ကားကွက်တွေကို clone လုပ်ပေးတာပေါ့အခက်မဲ့2ဆိုတော့ဘယ်လောက်အထိအများသုံးလို့ရမှာလဲလို့သိချင်နေကြပြီဟုတ်ဒီမှာပြထားတဲ့ကဏ္ဍလေးကအဖြစ်ပါပဲဟုတ်ပါတယ် Gmail account တစ်ခုနဲ့ sign နဲ့လွတ်လိုက်ရုံနဲ့ဒီဗီဒီယိုတွေကိုစပြီးဖန်တီးဖို့အတွက် credits ကောင်းဆယ်ကိုလုံးဝအခမရရှိမှာဖြစ်ပါတယ်။စောင့်နေရမလို့ဘူးချက်ချင်းစသုံးလို့ရပြီပေါ့။ကဲအားလုံးအဆင်သင့်ဖြစ်ပြီဆိုတော့ကျွန်တော်ရဲ့ပထမဆုံးဗီဒီယိုကိုအတူတူဖန်တီးကြည့်ဖို့အစဉ်စဉ်ရှင်းပြတဲ့အပိုင်းကိုတွားလိုက်ကြရအောင်ပါ။ဒါကတော့လုံးဆောင်ရမယ်အဓိကအဆင့်၅ဆင့်ပါပဲ။ပထမဆုံး reference video ပြင်ဆင်မယ်ပြီးရင် website ထဲဝင်မယ် Gmail နဲ့ login ဝင်မယ် video တင်မယ်ပြီးတော့မှ comment မဲ့ character ကိုရွေးချယ်မယ်လွယ်လေးပါပဲနော်အစစ်နှစ်ကတော့ပြင်ဆင်မှုအပိုင်းပါကိုကလုံးလောက်ချင်တဲ့ကကော့ပါတဲ့ဗီဒီယိုကိုဖုန်းထဲမှာအရင်ဆုံး download ဆွဲထားလိုက်ပါပြီးရင် browser ကနေ pixverse.ai ကိုတွားပါအရေးကြီးတဲ့ pro tip တစ်ခုပေးမယ်ဖုန်းနဲ့သုံးမယ်ဆိုရင် browser setting တွေက desktop mode ကိုဖွင့်သုံးဖို့မမေ့နဲ့နော်ဒါမှ feature အစုံလင်ထုံလို့ရမှာပါအဆင့်3ကတော့လွယ်လေးပါကိုယ့်ရဲ့ Gmail account နဲ့ login ဝင်လိုက်အောင်ပါပဲအဲ့လိုဝင်လိုက်တာနဲ့အရင်ပြောခဲ့သလိုပဲ credits ကိုညအလကားရပါပြီအခုအဆင့်၄ဗီဒီယိုတင်တဲ့အပိုင်းကိုရောက်ပါပြီ website ထဲရောက်ရင် video ဆိုတဲ့ tab လေးကိုရင်ရွေးပါပြီးရနဲ့ swap ဆိုတဲ့ခလုတ်ကိုနှိပ်ပြီးကိုပြင်ဆင်ထားတဲ့ကာကွက်ပါတဲ့ reference video ကို upload တင်ပေးလိုက်ရုံပါပဲကားတော့ပျော်ဆုံးတဲ့ဖန်တီးမှုအရှိဆုံးပိုင်းဖြစ်တဲ့အဆင့်၅ပါကိုဗီဒီယိုရဲ့ဇာတ်ဆောင်ကိုရွေးချယ်ရမယ့်အပိုင်းပေါ့ဘယ်သူကိုကခိုင်းမလဲရွေးချယ်စရာတွေရှိပါတယ်ကိုပုံကိုတုံးမလားတငယ်ချင်းပုံကိုတုံးပြီးစမလားဒါမှမဟုတ် AI ကိုတုံးပြီးစိတ်ကူးထဲက character အသစ်ဆက်တယောက်ကိုဖန်တီးမလားကြိုက်တယ်လို့ရွေးလို့ရပါတယ် AI နဲ့ပုံအသစ် generate လုပ်ချင်တဲ့ဆိုရင်ဒီလို prompt နမူနာမျိုးရေးထည့်လို့ရပါတယ်ဥပမာ give me an Indian woman wearing t-shirt and jean full photo ဆိုပြီးရေးလိုက်တာကိုသတိထားကြည့်ပါဝတ်စုံကို t-shirt နဲ့ဂျင်းပုံပြီးလို့တိတိကျကျပြောထားတယ်လို့အရေးဆုံးက full photo ဆိုတဲ့စကားလုံးပါအဲ့ဒါလေးထည့်ပေးမှကက်ကွက်အထွန်းတစ်ခိုလုံးပုံကို AI ရဖန်တီးပေးမှဖြစ်ပါတယ် character ရွေးပြီးပြီဆိုရင်တော့နောက်ဆုံးအချောထပ်ဖို့ setting ချင်းကြီးတဲ့အပိုင်းကိုတွားလိုက်ကြရအောင်ဒီ setting တွေက TikTok တို့ Facebook Reels တို့လို platform တွေမှာတင်တဲ့အခါအကောင်းဆုံးဖြစ်အောင်ချင်းကြီးရတာပါဒီမှာအကြံပြုထားတဲ့ setting ကိုလို့ကြည့်လိုက်ပါ aspect ratio ကိုတော့9:16ထားရပါမယ်ဘာလို့လဲဆိုတော့ဒါက phone screen အပြည့်နဲ့ကြည့်ရတဲ့ TikTok တို့ Reels တို့အတွက်အကိုက်အညီဆုံးဆိုင်မို့လို့ပါresolution ကိုတော့အခမအထုံးပြုသူတွေအတွက် 540p မှာထားပြရပါမယ်အားလုံးပြီးပြီဆိုရင်တော့နောက်ဆုံးအဆင့်အနေနဲ့ create ခလုတ်ကိုနှိပ်လိုက်ပါ AI ကသူ့အလုပ်သူလုပ်ဖို့ခဏလောက်တော့စောင့်ပေးရမယ်နော်ပြီးတော့ပြီဆိုရတဲ့ download icon လေးကိုနှိပ်ပြီးကိုယ့်ရဲ့အမိုက်စ AI dance video ကိုဖုန်းထဲကိုတင်စီလိုက်အောင်ပါပဲအားလုံးမပြီးခင်မှာနောက်ဆုံးအနေနဲ့တီးထားတဲ့အရေးကြီးတဲ့ champion ချက်လေးတစ်ခုကိုမျှဝေပေးချင်ပါသေးတယ်အထူးအချက်ကတော့ဒါက AI နီးပညာကိုအသုံးပြုထားတာချက်တဲ့အတွက်ထွက်လာတဲ့ဗီဒီယိုတွေကမျက်နှာကကိုတင်လိုက်တဲ့မူရင်းပုံနဲ့တစ်ထက်တည်းမကြပဲအနှင်းငယ်ကွဲလွဲမှုလေးတွေရှိနိုင်တယ်ဆိုတာပါပဲဒါပေမဲ့အဲ့ဒီလိုအသေးစားကွဲလွဲမှုလေးတွေရှိနိုင်ပေမဲ့ထွက်လာတဲ့ရလဒ်တွေကတော့တကယ်ကိုအံ့ဩစရာကောင်းပြီးအယမ်းမိုက်နေတုံးပါပဲပြောဖို့ကောင်းလာကအထူးပဲမဟုတ်လားကဲအခုအဆင့်တွေအားလုံးကိုတည်သွားပြီဆိုတော့ပထမဆုံးအနေနဲ့ဘယ် social media trend ကို AI နဲ့အရင်ဆုံးဖန်တီးကြည့်မလဲကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းကိုထုတ်သုံးပြီးစပြီးတော့စမ်းကြည့်လိုက်ကြပါဦး